အဲ့ရနှစ်ပေ8လက်မ freezer လေးကိုကျွန်တော်ဒီနေ့အမောင်းစင်းလုပ်ပြပေးမှာဖြစ်ပါတယ်လီတာအပြင်200လီတာဝင်ဆက်မှာဖြစ်ပြီးတော့ compressor ကို10နှစ်အမကန်ပါပါမယ်official အမကန်အနေနဲ့တစ်နှစ်အတွင်းပစ္စည်းရောလက်ခါအခမဲ့ channel နဲ့ပစ္စည်းကိုပြီးလက်ခါအခမဲ့ပါတော့အပေါ်မှာတော့ခတ်လို့ရတဲ့တော့ပေါက်လေးပါပါမယ်အတွင်းကတော့ fiber can ဖြစ်ပါမယ်เนาะကျွန်တော်အတွင်းလေးပါရိုက်ပြပေးပါမယ်သူ့ထဲမှာဒီလိုမျိုးဘိန်းလေးတွေပါမယ်เนาะဒီလိုဘိန်းလေးပါမယ်လက်ကင်လေးပါမယ်တော့တွေပါမယ်เนาะတော့ခတ်လို့ရပါမယ်ခင်ဗျတော့ဒီနာရှိတ်ဒီဇိုင်းကိုတော့ကျွန်တော်တို့ဒီလိုအကွေးလေးနဲ့လုပ်ပေးထားရဲဒီမှာတော့ခတ်တဲ့အပေါက်လေးပါမယ်အခုကျွန်တော်ဘေးပြက် site ကလေးကိုတိုင်းပြပေးမယ်เนาะကျွန်တော်တို့ဘေးပြက်က20နဲ့2လက်မဝန်းကျင်ရှိမယ်ညနေစာ site ကတော့ကျွန်တော်တို့အားလုံး32လက်မပေါ့เนาะ2ပေ8လက်မလောက်ရှိမယ်ခင်ဗျာအမြင့်လေးကိုတိုင်းပြပေးမယ်เนาะအမြင့်ကတော့ကျွန်တော်တို့ဘိန်းတက်ပြီးဆို34 35အဲ့ဝန်းကျင်လောက်တော့ရှိနိုင်ပါမယ်အခုပစ္စည်းဒါလေးက promotion နဲ့ကျွန်တော်10လုံးကို special price နဲ့ရောင်းပေးမှာဖြစ်ပါတယ် Higher Made in Thailand နဲ့เนาะကျွန်တော် freezer လေးပါသူ့ရဲ့ model number ကတော့ SCF 228P2 ဆိုပြီးလာပါမယ်လီတာ200ဝန်းကျင်ဝင်ဆက်ပါမယ်เนาะဒီရပိုင်းယူရီးယား freezer ထဲမှာ higher debate ကလေးကတော့ကျွန်တော်တို့မှာရောင်းကောင်းပြီးတော့သွက်ကုန်လေးဖြစ်နေပါတယ်ခင်ဗျာအားတော့သူ့ဘောမှာမီလီမီတာနဲ့ကျွန်တော်တို့เนาะမှာ dimension size အတိအကျလေးပြထားပြီးပါတယ်အားတော့သူ့ရဲ့ model တွေပေါ့เนาะသူ့ရဲ့ temperature display ကလည်းဒီမှာ3.1ကနေပြီးတော့4ထိအားကျွန်တော်တို့ပုံမှန်အေးတဲ့အချိန်မှာပဲ4ကနေပြီးတော့ကျွန်တော်တို့9ထိကတော့ freezer အခဲပါ9ကနေဒီထိကတော့ကျွန်တော်တို့ဟို super ပေါ့เนาะလုံးဝအခဲအကောင်းဆုံးပေါ့ဒီကောင်လေးက -30 နဲ့လာမယ်เนาะ-30အေးချိန်နဲ့လာမယ်ဒါလေးကတော့ကျွန်တော်ရေဖောက်ချတဲ့ဟာလေးပေါ့နော်ဒါလေးကိုဖြုတ်ပြီးတော့အထက်ကန်တန်ရှင်းလေးပါကျွန်တော်လှုပ်ချင်တဲ့ခါကျရင်ရေဖောက်ချတာမျိုးလေးပါဒီမှာလည်းအတွင်းမှာလည်းမီးပါပါမယ်နော်ဒါတော့သူ့ရဲ့ site အတွင်းဝင်ဆန့်တဲ့ site လေးကလည်းကြည့်ရပါတယ်ခင်ဗျနော်ရှင်းပြုတ်လိုက်လဲဆိုလဲသူကဖေးပေါင်းလေးရဒီလောက်ပဲရှိမယ်နော်ကျွန်တော်လက်3လုံးအထူလောက်ပဲရှိမယ်နော်အတွင်းလက် fiber cam လို့အရင်မိုက်တယ်မှာလည်းမှာပါတယ်ခင်ဗျဒါတော့ compressor အစစ်ချိုးထားတဲ့နေရာလေးပါအခုပြပေးတဲ့ freezer အပြင် electronic ပစ္စည်းတွေကိုကျွန်တော်ဆက်သွယ်ဝယ်ယူခြင်းနဲ့ဆိုရင်တော့အမှတ်205စိတ်ကန်းတန်လန်အလဲဘလောက် Smile Electronic မှာဝယ်ယူရရှိနိုင်တယ်လို့ကျွန်တော်တို့မြန်မာကုန်ရေးရာကမုံပွင့်နှလွာက brace ပိုင်းမှာလည်းဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ် Fiber နံပါတ်0926264896 Fiber မှာလဲ order တင်မှာယူရရှိနိုင်မှာဖြစ်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်